Hello အားလုံးပဲမင်္ဂလာပါကိုမီ YouTube channel လေးမှာ Nutrient ဆိုတာပြန်လဲကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်ဒီနေ့မနက်ဈေးမှာတော့350ပြက်ကနန်းလေးပြန်ကြပါရတယ်နော်ကျွန်တော်ဒီနေ့မနက်ဈေးတစ်ချိန်တော့လွှဲချော်ပါတယ်ညနေဈေးတော့ကိုကိုမင်းအကောင်းဆုံးစူးစမ်းပြီးတော့အကောင်းဆုံးပတ်တီးနဲ့အကောင်းဆုံး main order လေးတွေထုတ်ပေးသွားပါမယ်အခုဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေကကိုမင်းရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆို subscribe လေးလုပ်ထားပါအသစ်တင်နိုင်တဲ့အောင်ပေးရ notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားခဲ့ကြပါအောင်တဲ့နော်channel ကို subscribe လုပ်ပြီးသားအကူမတွေကအခုဗီဒီယိုလေးကို like လက်မလေးပေးခြင်းဖြင့် comment ကိုဝေယံပေးလို့ရပါတယ်ဗျ။ကဲဒါဆို comment ညနေ 4:30 အတွက်ကိုသွားမယ်။73ရက်နေ့နလား2026ညနေ4:30အတွက်ဖြစ်ပါတယ်4:30အတွက်မှာကွန်မန့်တို့ပုံမှန်တင်ပေးနေကြတိုင်းရှယ်ပတ်တီလေးနှလုံးပါပါမယ် main on ရှောက်ကွက်ပါပါမယ်ဗျာနော်ကဲကျွန်တော်ညနေ4:30ဈေးအတွက်နောက်ဆုံးပိတ်အိတ်နဲ့လွှဲနိုင်မယ်ကိုမင်းရဲ့အကောင်းဆုံးဝန်ချင်းနဲ့အကောင်းဆုံး main on quality လာပါမယ်ဗျကဲဒါဆိုကိုမင်းတို့တခါလေးပဲတွားလိုက်ကြရအောင်ဗျာနော်73ရက်နလား2026ညနေ4:30အတွက်ကွန်မန့်ကင်မဲ့အကောင်းဆုံးဝန်ချင်းဒီ4-9 1 chain ဖြစ်ပါတယ်4-9 1 chain ဖြစ်ပါတယ်ဗျကျွန်တော်4ကိုကြိုက်တဲ့အကိုမကြီးလေးပတ်တီးလေးကိုစော့ပါ9ကိုကြိုက်တဲ့အကိုမကြီး9ပတ်တီးကိုစော့ပါဘေးပတ်တီးဝဲစော့စော့မိတ်ဆွေတို့ကြိုက်နေတဲ့ရာပတ်တီးတစ်လုံးနဲ့ဝယ်ရွေးပြီးစော့ပါဗျာနော်ပတ်တီးတစ်လုံးနဲ့ဆိုရင်ထိုးချစ်တတ်တာမယ်ထွက်လာရင်လည်းထိထိမိမိလေးရပါမယ်ဗျပတ်တီးနှလုံးဆိုရင်တော့ထိုးချစ်လည်းများမယ်ထွက်လာရင်လည်းအနည်းနည်းပဲရပါမယ်ဗျဒါကြောင့်မို့လို့ကိုကြိုက်နေတဲ့ရာပတ်တီတစ်လုံးကိုရွေးပြီးတော့စော့ပါဗျာနော်ဒါမှလည်းမိတ်ဆွေတို့တက်ပို့ပြီးတော့အကျိုးရှိမှဖြစ်ပါတယ်ဘေးပတ်တီကိုပဲစော့အောက်က main အောက်ကကိုတော့အထူး main အနေနဲ့ထည့်ပြီးတော့စော့ကြပါဗျာနော်ဒါလေးကိုလည်းကြိုပြီးတော့အတီးပေးအပ်ပါတယ်ကဲကျွန်တော်ညနေဈေးကနောက်ဆုံးဈေးဖြစ်တဲ့အတွက်တအားကြီးနဲ့လည်းမလုပ်ကြပါနဲ့ဗျာနော်ကျွန်တော်နောက်ဆုံးနေ့မှာက site တွေကဖောက်တတ်ပါတယ်အပြောင်းလဲလေးရှိတတ်ပါတယ်ဗျာနော်ကျွန်တော်မနေ့ဈေးမှာထွက်လို့ပြန်ကြတယ်တိုင်ရှားကနန်းလေးထွက်တာမျိုးလေးဖြစ်တတ်ပါတယ်ဒါကြောင့်မလို့ကိုမင်းရဲ့ကနန်းလေးတွေကိုယူဆော့မဲ့အကူမတွေကငွေမောက်ကိုရှင်းပြီးတော့ဆော့ကြပါဗျာနော်ကျွန်တော်ဒီချိန်နဲ့မဟုတ်ဘူးနောက်ချိန်နေများစွာလဲဆက်ပြီးတော့ကစားရမှာဖြစ်တဲ့အတွက်ငွေမောက်လေးကိုရှင်းပြီးတော့ဆော့ကြပါဗျကဲဒါဆိုကိုမင်းတို့ main ကွက်လေးကိုဆက်သွားမယ်3ရက်နေ့73ရက်2လ2026ညနေ4:30အတွက်ကိုမင်းကင်မဲ့ main on 3ကွက်တီ4ပိုင်နဲ့4ခွန်တစ်ခွက်ရှိမယ်4ပိုင်နဲ့4နှစ်တစ်ခွက်ရှိမယ်4ပိုင်နဲ့4လျှောက်တစ်ခွက်ရှိမယ်ဗျ4ခွန်4နှစ်4လျှောက်တီ4ပိုင်နဲ့ main တီပြီးတော့ဆော့ရမယ် main on 3ခွက်ဖြစ်ပါတယ်ဒီ3ခွက်ထဲမှာကိုမင်းအကြိုက်ဆုံးတစ်ခွက်ကောင်းသည်4ပိုင်နဲ့ဆိုရင်4ခွန်ကိုပို့ပြီးတော့ကြိုက်ပါတယ်ဗျကဲဒါလေးပြီးရင်တော့9ပိုင်နဲ့ဆက်ပြီးတော့သွားပါမယ်ဗျာနော်9ပိုင်ရဲ့ main တင်ပြီးဆော့ရမယ် main ဟော3ခွက်တီ9ခွန်9နှစ်9လျှောက်ဖြစ်ပါတယ်ဗျာနော်9ခွန်9နှစ်9လျှောက်တီ9ပိုင်နဲ့ main တင်ပြီးဆော့ရမယ် main on 3ခွက်ဖြစ်ပါတယ်အဲ့ဒီ3ခွက်ထဲမှာကိုမင်းကြိုက်ဆုံးတစ်ခွက်တီ9ခွန်ဖြစ်ပါတယ်ဗျ
ကဲဒါလေးကညနေ4:30အတွက် comment ရှာပေးတဲ့အကောင်းဆုံးပတ်တီနှလုံးနဲ့အကောင်းဆုံးမင်းအောင်ရှောက်ကွက်ဖြစ်ပါတယ်ကဲကျွန်တော်စခွင့် shot လေးရိုက်ရှင်တဲ့အကူမကြီးလည်းစခွင့် shot လေးရိုက်ထားလို့ရပါပြီကဲ comment ရဲ့ YouTube ဗီဒီယိုလေးကိုကြည့်တဲ့အကူမတယောက်ရှင်းစီတိုင်း73ရက်2လ2026ညနေ4:30ပွဲမှာပတ်တီကုန်းမင်းအောင်ကွယ်နှစ်တီးစားအောင်ပြီးတော့နောက်ဆုံးပိတ်အိတ်နဲ့လွှဲနိုင်ကြပါစေလို့ကိုမင်းဆုတောင်းပေးလိုက်ပါတယ်ကိုမင်းရဲ့ channel လေးကအသစ်လေးဖြစ်တဲ့အတွက် subscribe လေးမလုပ်ရသေးတဲ့အကူမကြီးပိုင်း subscribe လေးလုပ်ထားခဲ့ကြပါတဲ့နော်ဒါမှလည်းကိုမင်းကဏ္ဍတင်တဲ့အချိန်မိတ်ဆွေတို့ဖုန်းထဲမှာအရင်ဦးစွာလာပြီးတော့ပေါ်မှာဖြစ်ပါတယ်ကဲဒါဆိုရင်တော့အားလုံးနှုတ်ဆက်ပါတယ်ဗျ